ခရိုနီတယောက်နဲ့ချစ်ကြိုက်နေတဲ့ခင်လာရဲ့သမီးသဇင်ထူးမြင့်ကတော့ဖခင်ချီယာကိုနေနိုင်တဲ့သမီးကျော်တယောက်ဆိုတော့ပြည်သက်တို့အမြင်မှာပဲနော်ဖခင်ဖြစ်သူရဲ့အနုပညာသွေးကသူမစီမှာစီစဉ်နေတာကြောင့်တရုတ်ဆောင်ပိုင်းနဲ့ပတ်သက်ရင်အိုက်တင်တွေကတော့ပြောစရာတောင်မလိုပါဘူးရှင်အဖေဖြစ်သူကအောင်မြင်တဲ့ဟာတာတရုတ်ဆောင်တယောက်ဖြစ်တယ်လို့သမီးဖြစ်တဲ့သဇင်ထူးမြင့်ကလည်းအနုပညာနဲ့ပတ်သက်ရင်ပါရမီပါသူတယောက်လည်းဖြစ်ပါတယ်သဇင်ထူးမြင့်ကတော့တရုတ်ဆောင်တယောက်ဖြစ်ဖို့အတွက်ကံပါလာတယ်လို့ပါပဲသူကအနုပညာအလုပ်တွေလုပ်ဖို့စိတ်ကူးမရှိပေမဲ့ရွှေကျိုတယောက်အဖြစ်ရွေးချယ်ခံလိုက်ရကနေအနုပညာလမ်းကြောင်းပေါ်ကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်အနုပညာရှင်ရဲ့သားသမီးတွေကိုဘိုင်းနှိုင်းတက်ပြီးတော့ရွှေကျိုလောက်ခိုင်းတဲ့နေ့မှာသဇင်ထူးမြင့်ကရွှေကျိုတယောက်ဖြစ်ခဲ့ပြီးတော့နောက်ပိုင်းမှာတော့ရုပ်ရှင်စကားတွေရိုက်ကိုရင်အနုပညာနယ်ပယ်မှာအခြေချနိုင်ခဲ့တာဖြစ်ပါတယ်သဇင်ထူးမြင့်ကတော့တရုတ်ဆောင်လုပ်ဖို့စိတ်ကူးမရှိခဲ့ပေမဲ့ဖြစ်လာချိန်မှာတော့အကောင်းဆုံးလုပ်နိုင်ခဲ့တာကြောင့်ပြည်သက်အပိချစ်ခင်မှုကိုတခဲနဲ့ရရှိခဲ့တာဖြစ်ပါတယ်။ပြည်သက်တော်တော်များများကတော့သူမကိုဂျာဘက်ဒိတ်တီအစီအစဉ်မှာစပြီးတော့တည်ကြတာကများပါတယ်။သဇင်ထူးမြင့်ကတော့လူသိများပြီးနောက်ပိုင်းမှာဇလန်ကျွဲတွေကြော်ညာတွေကိုအစမပြတ်ရိုက်ကူးရင်းနဲ့အနုပညာလောကမှာအောင်မြင်တဲ့တရုတ်ဆောင်တရားအနေနဲ့ရည်တည်နိုင်ခဲ့တာဖြစ်ပါတယ်။သဇင်ထူးမြင့်ကတော့အလုံးနဲ့ပတ်သက်ရင်စူးစမ်းသူတယောက်ပါရှင်။အနုပညာလောကမှာအောင်မြင်မှုတွေရနေတယ်လို့စီးပွားရေးနယ်ပယ်မှာလည်းခြေလှမ်းတစ်တွေစတင်ခဲ့ပါတယ်။သူကစီးပွားရေးလောကမှာအောင်မြင်အောင်တခြားစူးစမ်းခဲ့တာမို့အခုဆိုရင်တော့ local brand owner တယောက်တောင်ဖြစ်နေပါပြီ။သဇင်ထူးမြင့်ကတော့ brand owner တယောက်ဖြစ်လာတာကငွေရှိလို့တော့မဟုတ်ပါဘူးနော်။သူကရှိတဲ့ငွေလေးသိန်းကနန်းလောက်နဲ့စတင်ပြီးတော့စူးစမ်းခဲ့ရပါတယ်။အမဖြစ်သူနဲ့အတူကိုပိုင်အလုပ်လေးဖြစ်အောင်တပြေးပြေးနဲ့စူးစမ်းရင်းကနေအခုချိန်မှာတော့အောင်မြင်တဲ့လုပ်ငန်းတစ်ခုတည်ထောင်နိုင်ခဲ့တာဖြစ်ပါတယ်။အခုလို brand တစ်ခုကိုတည်ထောင်ရင်းနဲ့သူကချမ်းသာတဲ့တရေသားတဦးနဲ့ချစ်ကြိုက်နေကြပြီဖြစ်ပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့လူရှင်တော်မင်းသားတယောက်ဖြစ်တဲ့ဥခင်လိုင်းကတော့အရန်ချမ်းသာတဲ့တရေသားနဲ့သမီးဖြစ်သူချစ်ကျိုးသွင်းနေတဲ့အပေါ်အခုလိုပြပြသွားခဲ့ပါတယ်။ဥခင်လိုင်းပြပြသွားခဲ့တာကတော့ဘလောက်ပဲချမ်းသာတဲ့တရေသားနဲ့ယူဥစ္စာပစ္စည်းဆိုတာမတည်မြဲဘူး။အခုမွေးရင်လည်းမွေးသွားနိုင်တာပဲ။အဓိကကတော့သူ့ရဲ့ရွေးချယ်မှုမှန်ကန်ပါစေလို့ပဲကျွန်တော်တို့ကဆုတောင်းနေကျွန်တော်သမီးကိုဘယ်သူနဲ့ယူဘယ်သူနဲ့မယူရဘူးလို့ဝတ်မစွတ်ဖတ်ပါဘူး။ရွေးချယ်ခွင့်အပြည့်အဝပေးထားပါတယ်။ကျွန်တော်ဇနီးဆိုရင်လည်းစွတ်သွက်နေတဲ့ကျွန်တော်ကိုယူခဲ့တာအခုသူကောင်းကောင်းမွန်မွန်နေရတယ်။အဲ့ဒီအတွက်ပတ်စံရှိတဲ့သူနဲ့အကြောင်းပါသွားလို့သူ့ဘဝလေးအေးချမ်းသွားပြီးတရားသွားပြီးလို့တွေးတဲ့မိဘထဲမှာကျွန်တော်မပါပါဘူး။သမီးရွေးချယ်မှုမှန်ကန်ပါစေလို့ပဲကျွန်တော်ဆုတောင်းပါတယ်ဆိုပြီးတော့သမီးဖြစ်သူရဲ့သတင်းအပေါ်မှာတုံ့ပြန်သွားခဲ့ပါတယ်။ပတ်စံရှိတဲ့သူဆိုပြီးသမီးဖြစ်သူကိုငန်းငန်းတက်ပေးစားကျင်ကြတဲ့စိတ်သက်ရှိသူမိဘတွေကြားထဲမှာဥခင်လိုင်ရဲ့စိတ်သက်ကတော့လေးစားစရာပါပဲရှင်။